ဆက်ပွဲတွေမှာပေါ့နော်ကျွန်တော်တို့လုံးဝ heavy သုံးကျင်တဲ့ဆရာကြီးပဲပေါ့နော်ကျွန်တော်တို့15လက်မှဟိုမှာ file size လေးလက်မှပစ္စည်းလေးတွေရောက်ထားပါတယ်ဒီကောင်ကကျွန်တော်တို့ speaker ဝါအနေနဲ့ကတော့ watt 800ရှိပါမယ်ဗျာဒီသူ့ရဲ့အာသာချက်တစ်ခုကတော့ဒီမှာကျွန်တော်တို့အရွက်ပိုင်းတွေပါမှာပေါ့ကျွန်တော်တို့ရေဆိုခန္ဓာပါညာရှိမယ်ရေစိမ်းတော့မခံဘူးပေါ့နော်ရေထိမိလို့ရှိရင်ရောဒီမှာရင်တော့အကွက်ကွက်တွေမထားတော့ဘူးထားတော့ဘူးရေတန်းပြုတ်သွားမယ်ပေါ့ပေါ့နော်ဟိုရင်တော့ကျွန်တော်သုံးခဲ့တဲ့အရွက်တွေကတော့ရေထိပ်ပြီးတော့ညားလေးရပေါ့နော်ဟိုအကွက်ကွက်ရေထိတဲ့နေရာတွေကအကွက်ကွက်တွေဖြစ်ပြီးတော့စပီကာဟိုအရွက်တွေနားတာတွေဖြစ်တတ်တယ်ဒီကောင်တွေမှလို့မဟုတ်တော့ရေဆိုခံလေးတုတ်ထားတယ်ပေါ့ဗျာရေဆိုလို့ရှိရင်လည်းရေကိုတန်းပြီးတော့စီးကျင်သွားမယ်အကွက်တွေပါတယ်မကြမ်းခဲ့တော့ဒီတိုင်းလေးပဲဖြစ်နေခဲ့တော့မယ်အဲ့ဒီကတော့အာသာချက်ရှိတာပေါ့15လက်မပေါ်မှာ heavy သုံးကျင်တဲ့ဆရာတွေအတွက်စပီကာမထိုက်4လက်မပါဝါကတော့800ပါစပိုက်ဒါပါညာလုံးဝအတောက်မှာ15လက်မစပီကာလေးတွေအနေနဲ့ရောက်ထားပါတယ်အလုံးရင်တော်တော်များများရောက်ထားပါတယ်ဗျာဆရာတို့ပြောလို့ရှိရင်အားပေးလို့ရပါတယ်နော်